လေးကိုကြည့်ပါဦးရှင်ကျမတို့ကလေကိုယ့်ဘာသာကိုအတိုက်ပြောင်းပြီးတာမဟုတ်ရှင်သူကတော့သူဟိုဘက်ကိုခုံကူးလိုက်ဒီဘက်ကိုခုံကူးလိုက်စော့နေတာရှင်သူရဲ့ပါလာသူပါလာပြီးဆိုရင်ကြည့်ပေါင်းရင်းချင်းကအချိန်ကြီးကောင်းရလားကြည့်ပြီးတော့လမ်းချင်းပေါ့အဲ့စပီးကောင်းနေသူတို့မချော်ကြတော့သူတို့ကျွမ်းကျင်နေရင်ရောက်ခါစားတယ်သူတို့ချော်ကြနောက်ပိုင်းကျတော့သူကကျွမ်းသွားတယ်သူပါရောက်ပြီးဆိုတာနေတော့ဒီတောက်မရှိခုံးစံတိုင်းပြောသူအတိုင်းလေးကိုကြည့်ရောမတွေ့ဘူးလေသူကဟိုဘက်ကိုရောက်တောက်ကြီးနောက်ကြီးရှာတယ်နောက်တော့တွေ့သွားတယ်အဲ့ဒါသူလေးကဘာလုပ်နေကြည့်ဟိုဘက်အတိုင်းမှာမနေဘူးရှင်သူပြောင်းနေတဲ့အတိုင်းမှာသူ့ကိုစုခါမှာကြောက်ဒီဘက်အတိုင်းပြောင်းမှုတော့ခုံရမလားအောက်ဆင်းပြီးတော့လမ်းလျှောက်တော့တောင်းဝမ်းတစ်ခါနဲ့သူ့ကိုကျိုးဘိုက်ဆိုင်သူ့ပါကိုကျိုးလာရီသူ့ပါလာရီကျေးတော့မယ်ဟောလေးစားကနေကြရင်ကြည့်အောင်တောင်းဝမ်းတစ်ခါနဲ့အမလေးကလေးတွေဘုတ်ပါလာရင်ပြောတယ်သူကပြောနေတာဒါတော့ဥပောက်ပြီးတော့15ရက်ညနေခင်း